Okay, ဆရာဆိုမင်္ဂလာပါ မင်္ဂလာပါ ဟုတ်ကဲ့ပါဆရာကဒီကျောင်းထိုင်ဖုံးတော်ကြီးတပါအဖြစ်ကနေပြီးမှဘုရားခင်ကိုယုံကြည်လက်ခံပြောင်းလဲခဲ့တယ်လို့သိရပါတယ်ဆရာဟုတ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဆရာရဲ့မပြောင်းလဲခင်ဘဝအသက်တာလေးတစ်ချက်လောက်ပြောပြပေးလို့ရမလားဆရာပြောပြလို့ရပါတယ်နော်ဟုတ်ကဲ့ပါပြောပြချင်တော့ဆရာကိုယ်တိုင်ကအရင်တစ်ချိန်ကဆိုလို့ရှိရင်ခရိယန်ဆိုတာဘာမှမသိခဲ့ဘူးခရိယန်ရဲ့အသက်တာကိုလည်းမသိခဲ့ဘူးနားမလည်ခဲ့ပါဘူးရှာတို့ဗုဒ္ဓဘာသာပြီးပြီပဲငယ်ငယ်လေးတုန်းကရှင်ပြုတယ်ကိုရင်ဝိမယ်ဘုန်းကြီးဝိမယ်ဒါသူ့လုပ်ငန်းနဲ့သူအရှင်းရှင်းသွားကြတာဟုတ်ကဲ့ပါသို့တော်လည်းပဲဆရာကထူးဆန်းအံ့ဩစရာတစ်ခုကိုတွေ့ရတာရှာအတွက်ဒီနေ့အထိဘာနဲ့မှအဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုလို့ဆရာကခံစားရတယ်ဟုတ်ကဲ့ပါအဲ့တော့ရှာကဘာသာတိုင်းမှာလဲဖျားရှိတယ်ဆိုတာဆရာကိုယ်တိုင်ကလက်ခံတယ်အဲ့ဒီဖျားတိုင်းမှာလဲတရားရှိတယ်ဆိုတာလက်ခံတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီဖျားတွေတရားတွေချင်းမှာမတူညီတာလေးတွေရှိနေတဲ့အတွက်ဆရာကိုယ်တိုင်အဲ့ဒီဘုန်းကြီးဘဝကနေပြီးတော့ဒီကနေ့တရားရဲ့အောက်မှာမွေ့လျော်ခဲ့တာပေါ့နော်မွေ့လျော်ခဲ့တာတရားနဲ့အသက်ရှင်ခဲ့တယ်နောက်ဆုံးတော့တရားကတကယ်တော့ကဲတင်ချင်းမပေးနိုင်ဘူးတရားကလူကိုတတ်တယ်ဆိုတာဆရာကသိလာဟုတ်ကဲ့ပါအဲ့ဒီသိလာတဲ့အခါကျမှဆရာဖះကိုတကယ်ရှာခြင်းနဲ့စိတ်တော့နည်းနည်းရှိလာတယ်ဟုတ်ကဲ့ပါအဲ့လိုရှိလာတဲ့အတွက်ဆရာအခုလည်းပဲတက်တည်ခံနေပြောတယ်ဆိုတဲ့အရာကဘယ်ဖះမကောင်းဘူးဘယ်ဘာသာမကောင်းဘူးဘယ်တရားမကောင်းဘူးလို့ပြောမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဖះတိုင်းကောင်းတယ်တရားတိုင်းကောင်းတယ်ဘာသာတိုင်းကောင်းတယ်မကောင်းတာကလူတွေပဲလူတွေအဲ့တော့ဖះကောင်းတယ်တရားကောင်းတယ်ဆိုတာဘယ်လိုကောင်းတာလဲတစ်မျိုးစီကောင်းတာဖြစ်တယ်ဟုတ်ကဲ့ဒီနေ့ခရစ်တော်ကလည်းဖះပဲတခြားတစ်ဘာသာတွေမှာလည်းဖះပဲသို့တော့ဖះချင်းတူတော်လည်းပဲဖះရဲ့ဂုဏ်အင်္ဂါရချင်းမတူတာကိုဆရာကပို့ပြီးခံစားလာရတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီခံစားလာရတဲ့အတွက်ဆရာရဲ့အသက်တာပြောင်းလဲလာတဲ့အရာလေးကိုအနည်းငယ်ပို့ပြီးတော့ပြောချင်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကဗုဒ္ဓဘာသာမှာသာသနာပြုဘဝမှာပဲဒီလိုပဲနေ့တိုင်းတရားနဲ့ပဲအသက်ရှင်လာခဲ့တယ်သို့တော့တနေ့မှာတော့ဆရာကြောင်ဝိုင်းထဲမှာခုလိုပေါ့ဘာလူမျိုးမှန်းတော့ပထမမသိဘူးဖဏတ်စီးပြီးတော့ဝင်လာတယ်သားတယောက်တွေ့လိုက်တယ်အဲ့ဒီသားကိုဆရာတော်တော်စိတ်တူတယ်ဘာလို့လဲဆရာတို့မြန်မာလူမျိုးဗုဒ္ဓဘာသာဆိုတာကဖះရဲ့ပရဝုံနေမီဟာအင်မတန်မှတန်ဖိုးထားတယ်အဲ့ဒီအထက်မှာ तू ဖဏတ်စီးလာတာကိုဆရာသိလုံးဝမနှိမ့်မြို့တဲ့အခါကျတော့ဆရာကမင်းလူကမွေးတာဟုတ်ရဲ့လားဘာဖြစ်လို့ကြောင်းဝိုင်းနဲ့ဖဏတ်စီးတာလဲလို့မေးတဲ့အခါကျတော့ဘုန်းကြီးကငါမသိလို့ပါအဲ့တော့ဘုန်းကြီးကိုမင်းနဲ့ငါနဲ့ပြောတာကိုဆရာကစိတ်ထဲမှာမခံနိုင်ဘူးတော်တော်လေးရင်ထဲမှာမကောင်းဘူးအဲ့တော့ဆရာကရိုက်ချင်လို့ဆင်းတဲ့အခါကျတော့ဘုန်းကြီးတဲ့မင်းရိုက်ရင်လဲငါခံရမှာပဲတဲ့ငါမသိလို့စီးမိတာပါဆိုတော့တစ်စင်းနဲ့တစ်စင်း तू ကမလျှော့တော့ဘူးပိုးလာတော့တယ်အဲ့ခါကျတော့မှဆရာကြောင်းပေါ်ဘူးကဲဒါဆိုရင်အပေါ်လာအောင်ဆိုပြီးတော့ခေါ်တဲ့အခါကျတော့မင်းကဘာလူမျိုးလဲဆိုတော့ချင်းလူမျိုးပါဟုတ်ကဲ့လူမျိုးမတူတဲ့အခါကျတော့စကားချင်းမတူဘူးဘာသာမတူတဲ့အခါကျတော့ကိုးကွယ်တာချင်းမတူဘူးဟုတ်လားအဲ့တော့ယဉ်ကျေးမှုချင်းမတူဘူးဆိုတာဆရာကသိလာတဲ့အခါမှာဒီသားကိုဆရာကပြန်ပြီးတော့မေးတယ် तू လာခြင်းနဲ့ခရီးနဲ့ तू သွားနေမဲ့ခရီးကလမ်းမှားလာတဲ့အခါကျတော့ဆရာကလမ်းပြန်ညွှန်လိုက်တဲ့အခါမှာဟုတ်ကဲ့ပတ်စံလည်းမရှိတော့ဘူးထမင်းလည်းမစားရသေးဘူးဆိုတော့ထမင်းလည်းကျွေးရသေးတယ်လမ်းစိတ်ပတ်စံလည်းပေးရသေးတယ်မင်းနဲ့ငါနဲ့လည်းအပြောခံရသေးတယ်ဆိုတော့ဆရာတော်တော်လေးစိတ်တူခဲ့တယ်အဲ့ဒီအချိန်ကဒါပေမဲ့ခရစ်တော်အကြောင်းကို तू ဘာမှမပြောသေးဘူးအဲ့ဒီအချိန်ကမှ तू ကကျောင်းတော်ကပြန်ဆင်းတော့မဲ့အခါကျတော့ဘုန်းကြီးငါလက်ဆောင်လေးတစ်ခုပေးချင်တယ်ဆိုတော့ဘာလဲလို့လက်ဆောင်ပေးတော့ယူတာပေါ့လို့ဘာပေးမှလဲလို့ဆိုတော့ပေးတဲ့အခါကျတော့ပတ်စံအိတ်အောင်မှေးလိုက်တာဆရာကအမှန်တော့ပတ်စံအိတ်မဟုတ်ကျန်းစာအုပ်ကိုအဖုံးနဲ့တေချာဇစ်ဆွဲနဲ့ပေးတာဆိုတော့ဒီချင်းကပတ်စံမရှိဘူးလဲပြောတယ်ငါ့ကိုပြီးတော့လဲပတ်စံအိတ်ကြီးပေးတာပါလားလို့ဆရာကထင်တာဒါပေမဲ့အဲ့စာအုပ်ကိုဆရာကနောက်ပိုင်းမှာအားတဲ့အချိန်မှာဖောက်ဖတ်ကြည့်တဲ့အခါကျတော့ပထမဆုံးဆရာစိတ်နှလုံးမှာထိတွေ့ပြောင်းလဲစေတာပေါ့နော်82ခုမြောက်သောစာလံအငယ်1ကဆရာနှလုံးသားနဲ့
ဘဝတစ်ခုကိုရိုက်ချိုးတယ်လို့ခံစားရ ဟုတ်ကဲ့ ဘာကြောင့်လဲဆိုတော့ဖယားတို့ရဲ့ရှေ့ပရိသတ်မှာစီရင်မဲ့ဖယားဆိုတဲ့အခါကျတော့ရှာအရန်ကိုဒါပေမဲ့လက်ခံလားဆိုတော့လက်မခံသေးဘူးနော် ဟုတ်ကဲ့ ရှာတို့ကအတ္တသမားတွေအတ္တကြီးတယ်ခွေးချင်းကြိုက်ရင်တော့ကိုခွေးနိုင်မှကြိုက်တဲ့လူတွေ ဟုတ်ကဲ့ ခလေးချင်းရံဖြစ်ရင်လည်းကိုခလေးနိုင်လာမှကြိုက်တဲ့လူတွေအဲ့ဒီထဲမှာကအခုနပြောတဲ့အရာကကျမ်းစာမှာတွေ့ရတာဖယားတို့ရဲ့ရှေ့ပရိသတ်မှာရက်လေစီရင်မဲ့ဖယားဆိုတော့ဒီဖယားကတော်တော်ကြီးကျယ်တဲ့ဖယားပဲလို့ဆရာကခံစားတာ ဟုတ်ကဲ့ပါ အဲ့ဒီအခါမှာဆရာကဆက်ပြီးတော့ဖတ်ကြည့်တဲ့အခါကျ90ခုမြောက်သောစာလံအငယ်1နှစ်မှာလေလောကဓာတ်နဲ့လောကသားတွေကိုမဖန်ဆင်းမီတောင်းနေတဲ့ဒီလောကဓာတ်တွေကိုမဖန်ဆင်းမီကနေကငါကဖယားသခင်ဖြစ်တယ်ဆိုတော့ရှားစိတ်ဝင်စားလာတဲ့အခါမှာအဓိပ္ပာယ်လေးတွေတအားပေါ်လာတယ်ဘာသာတိုင်းမှာဖယားရှိတယ် ဟုတ်ကဲ့ ဘာသာတိုင်းမှာရှိတယ်ဒါပေမဲ့အခုယေရှုခရစ်တော်ကပြောတာဟာဖယားတကာရဲ့သခင်လို့ပြောတယ်နော်ဒါကြောင့်မို့ဆရာကိုယ်တိုင်ကအရင်တုန်းကလည်းပဲတခြားတစ်ဘာသာမှာနေတဲ့အခါမှာဆရာကဖယားကိုကိုးကွယ်တာပဲဖယားကိုကိုးကွယ်တာပဲအခုလည်းပဲဆရာကဘာသာပြောင်းတာမဟုတ်ဘူးနော် ဟုတ်ကဲ့ ဖယားပဲပြောင်းကိုးကွယ်ကြည့်တာဒါပေမဲ့ယေရှုခရစ်တော်ကတော့ဖယားတကာရဲ့သခင်ဆိုတဲ့အတွက်အရာခတ်သိဒီဖယားတကာရဲ့သခင်ဆိုတာကိုတချို့နားမလဲတဲ့သာသနာပလူတွေကြတော့ပေါ့နော်ကိုးကွယ်မှုချင်းမတူတဲ့လူတွေကြတော့ငါတို့ဖယားကိုပြောတယ်ဒီလိုပြောတာမဟုတ်ဘူးဖယားဆိုတာကကဘာဦးရဲ့နောက်ပိုင်းကနေကနေကိုဖယားလကိုဖယားမိကိုဖယားတောတောင်တွေကိုဖယားဝိညာဉ်စိုးတွေကိုဖယားရုပ်တုစင်တုတွေကိုဖယားအဲ့ဒါတွေကိုဖယားအနေနဲ့အမျိုးမျိုးသူတို့ကိုးကွယ်လာကြတယ်ဒါပေမဲ့အဲ့ဒီရှိသမျှသောဖယားအလုံးစုံတွေဟာတနေ့ပျက်စီးခြင်းတွေကိုရောက်ပြီးတော့နောက်ဆုံးကြံလျက်ရှိတဲ့တဆူကြီးသောဖယားဆိုတာဒီဖယားဖြစ်တယ်ဆိုတာကိုသိတဲ့အခါကျမှဆရာကစိတ်ဝင်စားလာတာဖြစ်တယ် ဟုတ်ကဲ့ပါအဲ့တော့ဆရာဒီလိုမျိုးစိတ်ဝင်စားပြီးတဲ့နောက်ပိုင်းမှာရောဘယ်လိုဆက်ပြီးတော့အသက်ရှင်ခဲ့လဲဆရာ အဲ့ဒီအချိန်ရဲ့နောက်ပိုင်းမှာဆရာပြန်ပြီးတော့အဲ့ဒီတမန်ကျမ်းစာအုပ်ကိုဆရာကပြန်ဖတ်တဲ့အခါမှာကဘာဦးကျမ်းကနေပြီးတော့ဗျာဒိတ်အထိ3ခေါက်တိုင်ဖတ်ပြီးတဲ့အခါကျတော့မှဆရာရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းသိလာတာဖြစ်တယ်ဆရာတခြားတစ်ဘာသာမှာနေတော့လည်းပဲဆရာတို့မှလည်းဆုတောင်းခြင်းဆိုတာရှိပါတယ်ဆုတောင်းတယ်အဲ့ဆုတောင်းတဲ့အခါမှာအဖြေဆိုတာအဲ့လိုရခဲ့တယ်မရဘူးဒီနေ့ခရစ်တော်နဲ့တွေ့တဲ့အခါမှာဆုတောင်းတဲ့အခါမှာတောင်းတဲ့အတိုင်းအဖြေကိုရတာကိုဆရာကပိုခံစားတယ်အဲ့ဒီခံစားရတဲ့အခါမှာဆရာကခရစ်ယာန်လည်းမဖြစ်သေးဘူးအဲ့တော့ခရစ်တော်ကိုလည်းပဲဘယ်လိုစကားပြောရမှန်းမသိဘူးအဲ့လိုနော်အဲ့ဒီစကားလည်းကောင်းကောင်းမပြောတတ်သေးဘူးဆုလည်းကောင်းကောင်းမတောင်းတတ်သေးတဲ့အချိန်အခါမှာဒီဖះကိုဆရာကပြောတယ်ကိုတော့တကယ်ဖះဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုရှင်းရှင်းလင်းလင်းသိရမြင်ရအောင်ကျွန်တော်ကိုဖော်ပြပါလို့ဆရာဆုတောင်းတယ်အဲ့ဒီဆုတောင်းတဲ့အခါမှာဖះကဆရာနှုတ်ကနေထွက်ပြီးတော့တက်တည်မခံနိုင်လောက်တဲ့အရာတွေကိုဖះကဆရာကိုဖော်ပြတယ်အဲ့ဖော်ပြတဲ့အခါမှာဆရာကိုယ်တိုင်ကခရစ်တော်ကိုစိတ်ဝင်စားတဲ့အခါမှာအဲ့မှာသာသနာတခြားတဘာသာရဲ့သာသနာပြုဘဝကနေပြီးခရစ်တော်စီကိုလာဖို့အတွက်ဆရာဆုံးဖြတ်လိုက်တယ်ဟုတ်ကဲ့ပါဆရာအဲ့လိုပြောင်းလဲခဲ့တာဘယ်နှခုနှစ်ပိုင်းမှာဖြစ်နေလဲဆရာပြောင်းလဲခဲ့တာဆိုလို့ရှိရင်1982ခုနှစ်မှာဟုတ်ကဲ့ဆရာကဒီဘုန်းကြီးဘဝကနေပြီးတော့ထွက်လိုက်တယ်ဟုတ်ကဲ့ပါဘုန်းကြီးဘဝကနေထွက်လိုက်ပြီးတဲ့အခါမှာဆရာမှာတော်တော်ခက်ခဲတယ်ဆိုတာတို့မြန်မာစာဆိုတွေမှာလဲဆရာတို့မှာရှိဘူးတယ်လေနော်ဘုန်းကြီးလူထွက်ကဘာမှသုံးစာမရဘူးလို့ပြောတာမိမတွေယူတော့လဲမယူတတ်ဘူးကြံနဲ့ဘယ်အလုပ်ခံမလုပ်တတ်ဘူးအဲ့တော့ဘုန်းကြီးလူထွက်ဒုက္ခရောက်တယ်ဆိုတာဆရာလည်းအဲ့ဒီအခါကျမှဆရာကိုယ်တိုင်ကခံစားရတာဖြစ်တယ်အဲ့တော့ဒီနေ့ဘာသာချင်းမတူတော့ဘူးဆိုရင်ကိုယ်ကွယ်မှုချင်းမတူတော့ဘူးဆိုရင်လူတွေကလက်မခံချင်ကြတော့ဘူးအဲ့ဒီလက်မခံနဲ့ငင်းပယ်ခြင်းကိုခံရတဲ့အခါမှာဆရာအထီးကျန်ဖြစ်သွားတယ်ဟုတ်ကဲ့အဲ့ဒီအထီးကျန်ဖြစ်သွားတဲ့အခါမှာဆရာဘာဆက်လုပ်ရမယ်ဆိုတာဆရာရဲ့အထက်မှာအကြံစီမရှိခဲ့ဘူးဟုတ်ကဲ့သို့တော့လက်တလောမှာဖခင်ကသူ့ဟာနဲ့သူပဲအဖြေပေးသွားတယ်အဲ့ဒီအချိန်ခါမှာဆရာကိုအရန်ထမင်းကရင်ကဖြစ်နေတဲ့အချိန်အခါမှာဆရာကိုအဲ့ဒီစစ်သားစုဆောင်ရေးတစ်ခုမှာဟုတ်ကဲ့ပါ
လောလောဆယ်ရှေ့နားကိုဆရာကရောက်သွားတဲ့အခါကျတော့ဆရာထမင်းတအားစားအဲ့မှာထမင်းဝင်စားဝင်စားလောလောဆယ်စစ်ထဲဝင်ရင်လို့တော့မဟုတ်ဘူးနော်ထမင်းစားလို့ဝင်စားဒါပေမဲ့အဲ့ဒီကတာဝန်ရှိတဲ့လူကဘာပြောလဲဟဲ့အောင်ကရုံးနဲ့ဒီဥစ္စာအလှလုံနေတာမဟုတ်ဘူးသိတယ်လို့စစ်တပ်ထဲဝင်မှာငါလည်းစစ်တပ်ထဲလိုက်ချင်တယ်ပြောဘာကြောင့်လဲဆိုတော့ဆရာကိုယ်တိုင်ကဒီကျန်းစာအုပ်ထဲဟာအဖြေတစ်ခုချင်းပေါ်လာတယ်အမိဝမ်းတွင်ရှေ့မစွာကပင်တင့်ကိုငါရွေးကောက်ထားတယ်ခွဲခန့်ထားတယ်ဆိုတာတစ်ခုစီဆရာတိလာခဲ့ရတယ်အဲ့ဒီမှာစစ်တပ်ထဲကိုရောက်သွားပြီးတော့ဆရာတင်နန်း6လလဲပြီးတဲ့အခါကျမှဆရာရန်ကုန်တပ်တစ်ခုမှပြန်ပြီးတော့တာဝန်ကျတယ်အဲ့ရန်ကုန်ကတပ်တစ်ခုမှတာဝန်ကျတဲ့အခါကျတော့အခုနပြောတယ်လို့ဖေကချိတ်ဆက်ထားပြီးသားဆိုတဲ့အတိုင်းပဲအဲ့ဒီခရိယံဘုံမှုတယောက်ရဲ့စီမှာဆရာက bestman အနေနဲ့တာဝန်ကျတာအဲ့ဒီခရိယံဘုံမှုကလည်းတအားရိုးရှင်းတယ်ချင်းလူမျိုးပဲဖြစ်တယ်အဲ့တော့ဆရာကသူကစိတ်ဝင်စားတယ်နေတဲ့ဆရာကဒီကျန်းစာအုပ်ကအဲ့ကျန်းစာအုပ်မဖတ်ရင်ဆရာလည်းနေတိုင်းခေါင်းကိုက်တယ်လို့ထင်တယ်ဒါပေမဲ့နှစ်ချင်းမခံရသေးဘူးနော်နှစ်ချင်းမခံရသေးဘူးဒါပေမဲ့အဲ့ကျန်းစာအုပ်ကိုဖတ်တဲ့အခါကျတော့သူကအမြဲတမ်းဆရာကိုကြည့်ပြီးစိတ်ဝင်စားတဲ့အခါကျတော့ဘာလို့ဆရာဆိုမင်းကဘာလူမျိုးလဲကျွန်တော်မြန်မာလူမျိုးနဲ့ဒီခရိယန်ကျမ်းစာနဲ့ဘာဆိုင်တော့သူခရိယန်ကျမ်းစာနဲ့မဆိုင်ဘူးမဲ့ခရစ်တော်နဲ့ကျွန်တော်နဲ့တော်တော်ဆိုင်နေတာပြောတော့ तू ကအရင်စိတ်ဝင်စားတာဆရာဒါစိတ်ဝင်စားပါအဲစိတ်ဝင်စားတဲ့အခါကျတော့ तू ကလမ်းအပြန်မှာဟိုးပေါ့နော်ကျိုင်းတုံဘက်ကပြန်လာတဲ့အခါမှာကွန်ဟိန်းမှာရောက်တဲ့အခါကျတော့မောင်ဆိုးတဲ့ငါတူမကိုယူမလာတယ်အဲ့လိုပဲကျွန်တော်လည်းမမြင်ဘူးသေးပဲနဲ့တော့မဖြစ်သေးဘူးလို့ပုံကျွန်တော်ကမချောပေမဲ့လို့ကျွန်တော်ယူတဲ့မိန်းမတော့ချောမှာဖြစ်မှာနော်လို့ကြည့်ရအောင်မယ်လို့သူကကျွန်တော်တာသဘောကျတယ်အဲ့ကကြတော့မှရန်ကုန်ရောက်တော့သူပြတယ်ပြောတယ်အဲ့ဒါမှကြိုက်တယ်ပြောဆိုတော့ရှာမပြောရဲဘူးလေဖုန်းသူတဲ့ဆိုတော့ဘာမှမရဲဘူးအဲ့ခါကျတော့သူကပဲပြောပြီးတော့ရှာတို့သမီးစားဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့အခါမှာသူကဘာဆွဲဆောင်လဲဆိုတော့ငါ့ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်ငါတို့ဘာသာလေးကိုဝင်ရမယ်လို့သူကပြောတယ်ဒါနဲ့ဆရာကဘာသာဝင်ုံနဲ့တော့အလကားပဲဆိုတာဆရာသိတယ်နော်ဟုတ်ကဲ့တစ်ဖက်တစ်ဘာသာကဆရာကလာခဲ့တာဒီဘာသာတဲ့ရောက်ရင်လည်းအချင်းကြီးဆိုရင်ဆရာကအလုံးမဖြစ်ဘူးသို့တော်ဆရာကခရစ်တော်ကသူ့ကိုမတွေ့ခင်တည်းကရပြီးသားအခုသူ့ကိုလည်းရမယ်ဆိုတော့ဆရာကအဆင်ပြေတယ်ဆိုပြီးခေါင်းချင်းလိုက်တယ်ခေါင်းချင်းလိုက်တဲ့အခါမှာ1984ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာကျွန်တော်ရန်ကုန်ကိုမင်းကိုချင်းလန်းထဲမှာရှိနေတဲ့ UBC မှာဆရာကနှစ်ချင်းခံလိုက်တယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီကနေစပြီးမှဆရာလည်းဒီအိမ်ထောင်လည်းပြုပြီးအသက်တာလည်းတခါလည်းပြောင်းလဲပြီးဖြစ်သွားတာပေါ့နော်အဲ့ဒီခါမှာပဲနှစ်ချင်းခံပြီးတဲ့အချိန်ကမှဆရာအိမ်တော်မပြုတ်ဖြစ်သေးဘူးဟုတ်ကဲ့သူက3နှစ်ဘဝရက်တည်မှုကောင်းအောင်ဆိုပြီးတော့လာသာစုအောင်မယ်ဆိုပြီး3နှစ်စောင့်ဟုတ်ကဲ့အဲ့ဒီ3နှစ်စောင့်တဲ့အချိန်ခါမှာဒီမင်းဆရာတို့ရဲ့အသက်တာပေါ့နော်ဟိုးဆရာဟိုပေါ့ကလေးစကားလိုလည်းဖြစ်တယ်ပျော်စရာလည်းတအားကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ဆရာတခါမှလည်းရည်စားမထားဘူးတော့ရှေ့တန်းပါသွားတဲ့အခါမှာသူနဲ့သမီးစားဖြစ်တဲ့အခါမှာသူကလည်းဆရာကိုရည်စားစာရေးပြီးတယ်ဆိုရင်စာအုပ်တအုပ်ရေးပြီးပို့တယ်ဆရာကလည်းရှေ့တန်းကနေပြီးစာအုပ်တအုပ်ရေးပြီးပို့တယ်အဲ့ဒီစာလေးတွေဖတ်ရတာကိုဆရာကအရင်ပျော်စရာလိုဖြစ်တယ်ပျော်စရာလိုဖြစ်တယ်ဒါပေမဲ့ချစ်လာတယ်တအားပဲချစ်လို့ကိုမဝနိုင်ဘူးအဲ့လောက်ထိအောင်ပေါ့နော်ကြောင်းနေတာဒါပေမဲ့သမီးစားဘဝလည်းတန်ရှင်းတယ်လုံးဝတန်ရှင်းအဲ့ဒီအချိန်ခါမှာဒီမဲ့3နှစ်ပြည့်လို့ယူမဲ့အချိန်ကာလ4လရဲ့အလိုမှာဆရာယူမဲ့အမျိုးသမီးကကင်ဆာယောဂါနဲ့ခေါ်တော်မူခြင်းခံရတယ်။အော်ဟုတ်ကဲ့။အဲ့ဒီခါမှာဆရာတအားရင်ထဲမှာခံစားဖះလို့လည်းပြောတယ်အသက်ရှင်တယ်လို့လည်းပြောတယ်အရာခတ်သိမ်းကိုလည်းတတ်နိုင်တယ်လို့ပြောတယ်ဖះမှန်ရင်တရားမှာအခုတော့ငါနဲ့လည်းပေးစားမယ်ငါ့ကိုလည်းစုံဖက်စီမယ်လို့ပြောပြီးတော့အခုမစုံဖက်စီပဲနဲ့လောကတွေကထုတ်သွားတယ်ဆိုတော့ဒီဖះဟာဖះမဖြစ်နိုင်ဘူးတရားလည်းမညီမျှဘူးဆိုပြီးတော့ဆရာအဲ့ဒီဖះကိုကိုးဝယ်ရမှာစဉ်းစားသွားတယ်။အော်ဟုတ်ကဲ့စဉ်းစားသွားပြီးတဲ့အခါမှာဆရာကအဲ့ဒီမှာဖះမဲ့ပုံစံမျိုးနဲ့တရားမရှိတဲ့ပုံစံမျိုးနဲ့ပဲတငယ်ချင်းတွေနဲ့အတူတူတောက်လိုက်စားလိုက်ပျော်လိုက်ပါလိုက်နေပဲနှစ်ချင်းခံပြီးတာတော့ဘာသာဝင်တော့ဖြစ်သွားပြီ။ဒါပေမဲ့ဆရာယုံကြည်သူမဖြစ်သေးဘူး။ဟုတ်ကဲ့အဲ့ဒီမှာဆရာ
ကိုယုကာယနဲ့ပဲအသက်ရှင်နေခဲ့တယ် ဟုတ်ကဲ့ အဲ့ဒီအသက်ရှင်နေတဲ့အချိန်ကာလမှာဆရာရှေ့တန်းမှာပဲ89ခုနှစ်မှာတိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ဆရာမှာတနတ်မှန်နေနော်စခန်းတစ်ခုကိုတက်တိုက်တဲ့အခါမှာလူ36ယောက်တက်တိုက်တာအဲ့မှာ33ယောက်ကပွဲချင်းပြီးတည်သွားတော့ဆရာတို့3ယောက်ကြံတယ်မှာ2ယောက်ကဒဏ်ရာနဲ့1ယောက်ကဒဏ်ရာမရှိဘူးအဲ့ဒီလိုဖြစ်နေတဲ့အခါမှာဆရာမှာဆိုတော့အခုခြေထောက်မှာလည်းတနတ်မှန်ထားတာရှိတယ်ခေါင်းမှာလည်းလက်နဲ့ကြီးမှန်ထားတာရှိတယ်အဲ့ဒီထဲမှာဆရာဒီမှာတအားကြောက်တယ်ကြောက်တဲ့အခါကျတော့လမ်းဘေးမှာဝင်ပုံလိုက်တဲ့အချိန်ကမှဆရာကဘာသွားသတိရလဲလူကခလုတ်ထီမှာအမိတာတယ်ဆိုတာလည်းပဲဆရာကလက်ခံတာဟုတ်နော်အဲ့တော့ဆရာကိုနှစ်ချင်းပေးတဲ့ဆရာအခုချင်းမဲ့ခြေထောက်တစ်ဖက်မတန်ဘူးဟန်ကန်းဆိုတဲ့ဆရာကဆရာကိုဘာပြောလိုက်လဲဆိုတော့ဆရာဆိုအခက်အခဲတွေကြုံတဲ့အခါမှာဒုက္ခရောက်တဲ့အခါမှာယေရှုဖခင်ကခေါ်ရင်လာတဲ့ဖခင်ဖြစ်တယ်တောင်းရင်တောင်းတဲ့အတိုင်းပြီးတဲ့ဖခင်ဖြစ်တယ်ဆရာမမေ့နဲ့နော်လို့ပြောတဲ့အတွက်ဆရာတေဟာနီးမှာဖခင်ကိုတအားဆုတောင်းတာတော့ဆရာကနဘေကာယကြအောင်ဆုမတောင်းတတ်ဘူးနော်အေးဆရာဟန်ကန်းပြောတဲ့ယေရှုဖခင်ရဲ့ငါ့ကိုတကယ်ကူညီနိုင်တယ်ဆိုရင်ကူညီပါဦးအခုချိန်ကငါတည်တော့မဲ့အချိန်ဖြစ်နေပြီဆရာရန်တေမှာကြောက်ရဆုတောင်းလိုက်အဲ့ဒီဆုတောင်းတဲ့အတိုင်းပဲလူ150ကျော်လောက်ကတော်နေပြီရှာလာမှာဆရာကိုတွေ့မသွားအဲ့တော့အဲ့ဒီမှာတော့တန်နေရတော့နည်းနည်းတော့ရှိနေသေးတယ်နော်အကျွေးမဲ့တော့မယုံသေးဘူးကံကောင်းလို့လိုဖရာသခင်ကကွဲကားတာလိုနဲ့ဆရာခံစားလာဟုတ်ကဲ့ခံစားခဲ့အဲ့ဒီချိန်ကမှလည်းမယ်ဟာဖရာရှင်ကငါ့ကိုဆုတောင်းတဲ့အတန်ကိုတော့နားထောင်နေဖရာဖြစ်တယ်ဆိုတာသိလာပြီးတဲ့အခါမှာဆရာကရန်ကုန်မှာစီဝါကုခံတယ်စီဝါကုခံပြီးတော့ခြေတော့ကလည်းအကျော်တစ်ဖက်တည်သွားတဲ့အခါမှာဓာတ်နှိမ့်နေတော့ဆိုတော့ဆရာရန်ကုန်မှာပဲတာဝန်ယူရင်းနဲ့ရန်ကုန်မှာအဲ့ပေါ့ကိစ္စတစ်ခုခုနဲ့ဆရာကအဲ့ပေါ့အမိတ်မနာခံမှုကိစ္စတစ်ခုခုနဲ့ပြစ်မှုတစ်ခုနဲ့ဆရာက1017နှစ်ကြာသွားဘူးလေအဲ့1017နှစ်ကြာတဲ့ထဲကနေပဲဆရာကဆုတောင်းတာပေါ့ထောင်ထဲမှာဆုတောင်းခဲ့တယ်ဆရာရဲ့မျက်ရည်ပေါက်ကြီးငယ်ကြပြီးဆုတောင်းခဲ့တယ်ဟုတ်ကဲ့အဲ့ဒီဆုတောင်းတဲ့အတန်ကိုဘုရားရှင်ကအဖြေပေးတဲ့အတွက်ထောင်ထဲမှာ2လနဲ့18ရက်ပဲနေခဲ့ပြီးတော့အပြီးပိုင်လက်ရှိယာထုနဲ့လက်ရှိတာဝန်ကိုထမ်းဆောင်ပြီးတော့မှဘုရားရှင်ကဆရာကိုပြန်ရွေးနှုတ်ခဲ့ဟုတ်ကဲ့အဲ့ဒီအခါမှာဒီဘုရားဟာတကယ်အသက်ရှင်တဲ့ဘုရားဆိုတာကိုဒီနေ့လူမျိုးတကာသိဖို့ရန်အတွက်ကိုဆရာကအဲ့ဒီအချိန်ခါရဲ့ထောင်ထဲမှာဆရာကဘာဆုတောင်းလိုက်လဲတိုက်ပိတ်ခံထားရတဲ့အချိန်ကကိုတော့အသက်ရှင်တဲ့ဖျားဖြစ်ခဲ့ရေကိုတော့ဒီထက်ကကျွန်တော်ကိုဒီတစ်ခါရွေးနှုတ်ပါရွေးနှုတ်တဲ့အခါမှာကိုတော့ရဲ့အမှုတော်လုပ်ငန်းမှာတည်တဲ့အထိတစ္ဆာရှိပါမယ်လို့ဆရာကဂတိကဝတ်ပေးထားတာဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီအချိန်ကမှလည်းဖျားကတကယ်ရွေးနှုတ်တယ်ရွေးနှုတ်တဲ့အတိုင်းပဲဆရာကိုဖျားကပြန်သုံးတယ်အဲ့သုံးတဲ့အခါမှာဆရာကအဲ့ဒီထောင်ကလွတ်တဲ့အခါမှာတက်ကထွက်ခွင့်ရအောင်ကြိုးစားတယ်တက်ကထွက်ခွင့်ရပြီးတဲ့အခါမှာကျမ်းစာကြောင့်တက်တယ်ကျမ်းစာကြောင့်တက်ပြီးတဲ့အခါမှာ1990ခုနှစ်ကနေပြီး95ခုနှစ်အထိကျမ်းစာကြောင့်တက်ပြီး95ခုနှစ်ကနေစပြီးတော့ဒီနေ့အထိအမှုတော်ဆောင်ခဲ့ဆရာကအမှုတော်ဆောင်ခဲ့ဟုတ်ကဲ့အဲ့တော့ဆရာအမှုတော်ဆောင်ခဲ့တဲ့ကာလအလုံးပေါင်းဆိုရင်16နှစ်ရှိသွားပြီဆရာဟုတ်ကဲ့ပါဆရာအဲ့တော့ဒီလိုမျိုးပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဘုရားခင်ကဒီလိုနမိတ်လက္ခဏာနဲ့ဆရာကိုပြန်ပြီးတော့ထောင်ထဲကလွတ်မြောက်စေပြီးအဲ့နောက်ပိုင်းမှာဆရာကဘယ်လိုစပြီးတော့အမှုတော်ဆောင်ခဲ့လဲဆရာကိုယ်တိုင်ကဘာကြောင့်လဲဆိုတော့ပို့ပြီးတော့နားလည်ခဲ့တာပေါ့နော်ဒီကနေ့လူတွေဟာမွေးခြင်းဆိုတာကိုလည်းသိတယ်တနေ့သေမယ်ဆိုတာကိုလည်းသိတယ်သေပြီးဘယ်သွားမလဲဆိုတာလူတိုင်းမသိကြဘူးဖြစ်တယ်ဆရာကိုယ်တိုင်ကမသိခဲ့ဘူးအရင်တော့နော်အဲ့တော့အရင်တော့ဆရာကိုယ်တိုင်ကတရားလေဟောနေတဲ့လူဖြစ်တော်လဲပဲဆရာကိုယ်တိုင်ကတည်ပြီးဘယ်သွားမလဲဆိုတာမသိတဲ့လူဖြစ်တယ်ဒါကြောင့်မလို့ဆရာအခုသိလာတဲ့အခါမှာလူမျိုးတကာကိုသိစေဖို့ရအတွက်အဲ့တော့လူဟာဘယ်ကလာတာလဲအခုဘယ်နေရာကိုရောက်နေတယ်လဲနောက်ပြီးဘယ်ကိုပြန်မလဲလူတယောက်ဟာအသက်ရှင်ခြင်းဒီအတိတ်ပဲရှိအသက်ရှင်စေဖို့ရအတွက်ဆရာကပို့ပြီးတော့မျော်လင့်တာပေါ့နော်မျော်လင့်တယ်အခုနပြောသလိုကဘာပေါ်မှာဖျားတွေအများကြီးရှိတယ်ဖျားတွေအများကြီးကတနေ့အခါမှာတမန်ကျမ်းစာမှာဆရာကကြည်ထားခုနကျမ်းစာကို3ခေါက်ဖတ်ထားတယ်လို့ဆရာပြောတယ်မဟုတ်လားအဲ့ဒီပြောတဲ့အတွက်ကိုနောက်ဆုံးသောအချိန်အခါမှာယေရှုခရစ်၏နာမကိုနှုတ်ဖြင့်ဝန်ခံလက်အသီးသီးသောသူတို့သည်ယေရှုခရစ်တော်ရဲ့ရှေ့မှာဒူးထောက်ရတဲ့အချိန်ကာလရောက်မယ်ဆိုတာကိုဆရာကသိပြီးသားဖြစ်နေတယ်အဲ့ဒါကြောင့်မို့တယောက်မှမပျက်စီးစေခြင်းတဲ့သဘောကြောင့်ဆရာကိုယ်တိုင်ကဒီနေ့မှာအဲ့ဒီမိမိရဲ့ယုံကြည်ခြင်းနဲ့ပဲဒီနေ့ခရစ်တော်ကောင်းမြတ်တဲ့အကြောင်းခရစ်တော်ဟာတကယ်အသက်ရှင်တဲ့ဘုရားဖြစ်တဲ့အကြောင်းဟုတ်ကဲ့အဲ့တော့ဒီနေ့
တရားကိုကိုးကွယ်တာနဲ့ဖះကိုကိုးကွယ်တာမတူတဲ့အကြောင်းကိုဆရာကအခုနေရာအနှံ့ဒေသအသီးသီးမှာလိုက်ပြီးတော့အေဝံဂေလိဟောတာဖြစ်တယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီလိုမျိုးစက္ကပ်အနှံ့ပြီးတော့လှုပ်ဆောင်လာတဲ့အခါမှာရောဒီတားဆီးမှုတွေနောက်ဆက်ခြင်းတွေရောကြုံတွေ့ခဲ့ရလားဆရာအများကြီးရှိတယ်အများကြီးရှိတယ်အနောက်ရှက်အတားအဆီးအများကြီးရှိတယ်အဲ့ဒီအနောက်ရှက်အတားအဆီးတွေရှိတယ်ရှိ냐တော်လဲပဲဆရာကအဲ့ရှိတဲ့ထဲကပဲဆရာကပျော်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ဓာတ်တစ်ချောင်းလို့ပေါ့ဓာတ်တစ်ချောင်းကခုတ်ပါများရင်တုံးတယ်တုံးရင်လည်းပဲအမြဲတမ်းတွေးပေးရတယ်တွေးပေးမှလည်းထက်တယ်အဲ့တော့ဆရာတို့အမှုတော်လုပ်ငန်းမှာလည်းပဲစုံစမ်းနှောက်ယှက်ခြင်းများတွေ့လေဆရာတို့အတွက်ဝิญဉ်ရင်းကျက်လေပဲဖြစ်တယ်နော်အဲ့တော့အခုအမှုတော်လုပ်ငန်းမှာဆရာကိုယ်တိုင်ကဒီနေ့အထိကိုချုံနှောင်ခြင်း9ကြိမ်လောက်ခံရဘူးတယ်ဟုတ်ကဲ့ပါလာနဲ့ခံရတာရှိတယ်ရက်နဲ့ခံရတာရှိတယ်ဆရာကခံခဲ့ရဘူးတယ်ပေါ့နော်သို့တော့ဘာကြောင့်လဲလို့ဘာတွေများအပြစ်ကြီးကျယ်မိလို့လဲလို့မေးတော့အခါကြတော့လည်းပဲဘာမှမဟုတ်ဆရာကိုယ်တိုင်ကအခုပြောအရင်ဆရာရဲ့ခွေတွေထဲမှာလည်းကြားကောင်းကြားဘူးလိမ့်မယ်ဆရာတို့အေဝံဂေလိဆရာတွေကိုတချို့အဖွဲ့တွေကလက်မခံတဲ့အခါမှာဆရာတို့ကလမ်းစုံလမ်းကွာမှာလက်ခုပ်တီးပြီးဟောတယ်လက်ခုပ်တီးပြီးဟောအခုဆိုဒီမော်လမြိုင်အချုပ်ဆိုလို့ရှိရင်ဆရာကိုဆိုဘာပြောလဲမော်လမြိုင်အချုပ်ကဆရာတဲခိုခန်းလို့တောင်ဖြစ်နေတယ်နော်အခုအဲ့ဒီမော်လမြိုင်အချုပ်ကစခန်းမှုတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကိုတွေ့ရင်အခုရမ်းခင်သွားပြီခေါ်တော့မခေါ်တော့ဘူးအဲ့တော့အချုပ်ကတော့လက်မခံတော့ဘူးပေါ့ပြောချင်တာဘာလို့လဲဆိုတော့အပြစ်ရှိလို့လည်းမဟုတ်ဘူးသို့တော်ပဲခရစ်တော်အကြောင်းကိုပြောတဲ့အခါကျလူတွေကတအားနားထောင်ကြတယ်နားထောင်တဲ့အခါကျလမ်းတွေပိတ်ဆို့မှုတွေဖြစ်တယ်အဟံအတားတွေဖြစ်တယ်ဆိုပြီးတော့အဲ့ဒီဘာမှမဟုတ်ရင်မရှိတဲ့ဆွဲချက်နဲ့တင်ပြီးတော့ပဲဆရာတို့ကချုံနှောင်ခြင်းခံရတာဖြစ်တယ်အဲ့တော့ပြီးခဲ့တဲ့9နှစ်ကျော်ကာလကလည်းပဲရန်ကုန်မှာပဲရန်ကုန်မှာဆရာမှော်ပြီးရဟိုဘက်မှာပန်းတဝင်းတောင်ဒီဘက်နားမှာလက်ဗလန်းစုဆိုတာရှိတယ်ပေါ့နော်အဲ့ဒီလက်ဗလန်းစုမှာဆရာကိုယ်တိုင်ကခရစ်စမတ်ကိုဥဆောင်ပြီးတော့လုပ်တဲ့အခါမှာအဲ့ဒီမှာဘာသာသူတို့ဘက်ကဘာသာရေးခေါင်းဆောင်တွေကဒီဥစ္စာဟာငါတို့ရဲ့ဘာသာနယ်ဖြစ်တယ်ဒီထဲမှာဒီအလုပ်တွေမလုပ်ရဘူးအခုရပ်ပါဆိုပြီးတော့ဆရာလာပြီးတားဆီးခြင်းတွေခံရတဲ့အခါမှာမြို့နယ်အုပ်ချုပ်ရေးမှုတွေစီအထိဆရာကိုယ်တိုင်ကတက်ပြီးတော့ရှင်းရတယ်နော်အဲ့တော့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒါတွေကလည်းကျေးဇူးတော်ပါပဲဒီအုပ်ချုပ်ရေးမှုကိုသူ့ကိုဆရာကသွားပြောပါဆိုရင်ပြောပြချင်မှပြောပြမှာဒီလိုရုံးဆင်တဲ့အတွက်ပြောနိုင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အရာရာတိုင်းရဲ့အပေါ်မှာဒီနေ့ဆရာကအဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အရာရာတိုင်းအပေါ်မှာအကောင်းကိုမြင်ပြီးတော့ပဲကျေးဇူးတော်ချီးမွမ်းတယ်ပေါ့နော်ဒါကြောင့်မို့ဖခင်ကတော့တကယ်ကောင်းမြတ်တဲ့ဖခင်ဖြစ်သောကြောင့်မြန်မာပြည်အနေနဲ့ခရစ်တော်ဟာတကယ်ဘယ်လိုခေါ်လဲဆိုတော့ဂိုင်းကနအတွက်ယက်တည်တဲ့ဖျားမဟုတ်ဖဲနဲ့လူမျိုးတကာရဲ့အသက်ဝိညာဉ်တစ်ခုစီတိုင်းအတွက်လောကကိုလာခဲ့တဲ့ဖျားဖြစ်တယ်ဆိုတာကိုလူမျိုးတကာကိုသိစေချင်တာအဲ့ဒါဆရာရဲ့စံတာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီလိုမျိုးကြားထဲမှာတော့သာသနာရေးဌာနတွေဘာတွေကတားဆီးတာမျိုးတော့ကြုံခဲ့ရလားသူတို့ဘက်ကပေါ့ဒီလိုပေါ့ကြမ်းတမ်းတဲ့တားဆီးမှုမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဘာသာချင်းမတူတဲ့အတွက်ကိုကယဉ်ကျေးမှုချင်းမတူဘူးသွန်သင်ဟောပြောမှုချင်းမတူဘူးတရားချင်းကမတူကြဘူးအဲ့ဒီမတူတဲ့အတွက်သူတို့ဘက်ကဆရာတို့အနေနဲ့တက်တည်ခံမှုလေးတွေဟောပြောမှုလေးတွေဖြစ်လာတဲ့အခါမှာဒီစကားအသုံးအနှုန်းတွေကိုမသုံးပါနဲ့ဆိုတာမျိုးလေးတွေတော့ဆရာတို့ပြိပင်တားဆီးခြင်းလေးတွေရှိတယ်ဒါပေမဲ့ပို့ပြီးတော့ပေါ့နော်လိမ္မာပါဏတ်တလို့ပေါ့ဆရာတို့ဒီလိုပဲသွားသုံးရတာပါပဲဟုတ်ကဲ့ပါဆရာအဲ့တော့ခရိယန်အတိုင်းအဝိုင်းရဲ့တုံ့ပြန်မှုကောဘယ်လိုရှိလဲဆရာခရိယန်အတိုင်းအဝိုင်းရဲ့တုံ့ပြန်မှုကတော့ယုံကြည်သူတွေရဲ့အသက်တာပိုင်းကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ခရစ်တော်ကလည်းပြောတယ်တကက်လေပင်ကမှဲ့နေကြပြီလို့ပြောတဲ့အတွက်မှဲ့နေတဲ့လေပင်ကြီးရိတ်ဖို့ကလည်းအချိန်ကျနေကြတယ်အဲ့တော့တကယ်ကိုဆာငတ်နေကြတဲ့အချိန်အခါမှာအဲ့ဒီနေရာမှာသွားတဲ့အခါမှာအမှုတော်ဆောင်တော်တော်များများဂိုင်းကနတော်တော်များများကဆရာတို့ကိုနေရာတီးတီးကတိတ်လက်မခံခြင်းကြောင့်လက်မခံခြင်းကြောင့်အဲ့ဒါဘာကြောင့်လဲဆိုတဲ့အခါကျတော့ဘာကြောင့်လဲသူတို့ကိုယ်တိုင်ကခံယူချက်ချင်းမတူဘူးဆရာတို့မြန်မာပြည်မှာကသမီးလဲတီးတဲ့အတိုင်းပဲเนาะအဲ့တော့တချို့ကအမျိုးမျိုးတုံတင်မှုအမျိုးမျိုးတွေတမာတရားနဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော် theory နဲ့သွားတာမဟုတ်တော့ဘူးလူရဲ့အတွေးခေါ် theory တွေနဲ့သွားနေတာဖြစ်တဲ့အတွက်လူတော်တော်များများကသူတို့နဲ့ခံယူချက်ချင်းမတူရင်လက်မခံကြဘူးဟုတ်ကဲ့ဒါဆိုဆရာတက်တာထဲမှာလည်းခရိယန်တွေရဲ့အဆန့်ကျင်မှုတွေလည်းအများကြီးခံခဲ့ရတာပေါ့နော်ခံခဲ့ရတယ်ခရိယန်တွေရဲ့ပြစ်ပယ်ခြင်းကိုခံခဲ့ရတယ်ခရိယန်အမှုတော်ဆောင်တွေရဲ့ညှင်းပယ်ခြင်းတွေကိုခံခဲ့ရတယ်နော်ဒါပေမဲ့ခရစ်တော်ကိုယ်တိုင်ကလည်းပြောပါတယ်ငါနာမကြောင့်တင့်ညီကိုမောင်နှမလှုပ်ဖို့ကံပဲအားလုံးက
ဝိုင်းပယ်ကြလိမ့်မယ်ဆန့်ကျင်ကြလိမ့်မယ်ဆိုတာကဆရာမဖြစ်ခင်ကတည်းကခရစ်တော်ကပြောပြီးသားဖြစ်နေတဲ့အတွက်ဆရာကကျေနပ်ပါလေဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာအနေနဲ့ပေါ့နော်ဒီလိုမျိုးအမှုတော်ဆောင်ခဲ့တဲ့ကာလထဲမှာဒီဘုရားသခင်နမိတ်လက္ခဏာပြုခဲ့တဲ့ဖြစ်ရပ်တွေကထူးခြားစမ်းကြယ်တဲ့ဖြစ်ရပ်တွေရောကြုံတွေ့ခဲ့ဘူးလားဆရာဘုရားသခင်ကပြောတယ်တွေ့ခဲ့ဘူးတယ်ဘုရားသခင်ကငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုတို့တဲ့တင်သည်တာ၍ကြီးသောအမှုကိုပြုရလိမ့်မယ်လို့ပြောတယ်အဲ့ဒီယုံကြည်ခြင်းကဆရာအတွက်ကလက်ထက်ကမလွတ်နိုင်တဲ့ယုံကြည်ခြင်းဖြစ်တယ်ဒါကြောင့်မို့အခုဆရာလည်းခွေထွက်ထားပြီးတော့ရှိတယ်ဒါပေမဲ့အဲ့ဒီခွေကတော့ထုတ်ခွင့်တော့မရှိသေးဘူးနော်အဲ့တော့အခုပင်လေဘက်မှာသမီးလေးတယောက်ကသူကသေသွားပြီတင်းញိုင်းမှာတော့မှလာပြီးတော့ကျွင်းတူးနေပြီသူ့ကိုမြုပ်ဖို့ဒါပေမဲ့အပြင်ကိုခေါ်လာခဲ့ပါအသက်ရှိနေသေးတယ်ဆိုရင်လုံးဝမသေးရဘူးဆရာကစိန်ခေါ်တဲ့အခါမှာဆရာကဘာလဲရလဲဆိုတော့ဆရာတို့အမှုတော်ဆောင်3ယောက်ရဲ့အသက်နဲ့သူတို့ရဲ့ဓာတ်နဲ့လဲရမှာဖြစ်တယ်အဲ့မှာဆရာကစိန်ခေါ်လိုက်တယ်ခမရမြင်မအသက်မရှင်ဘူးဆိုရင်ကျွန်တော်တို့3ယောက်လုံးရဲ့အသက်ကိုတတ်ပြပါဒါပေမဲ့ပြန်ပြီးတော့အသက်ရှင်ခဲ့တယ်ဆိုရင်တော့ခမရတို့ဘာလုပ်မလဲဆိုတဲ့အခါကျတော့အဲ့ဒါတော့စဉ်းစားမယ်လို့ပဲပြောတယ်လက်ခံမယ်လို့မပြောသေးဘူးစဉ်းစားမယ်လို့ပဲပြောတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဆရာကမနဲ့ပြင်ရန်9နာရီမှအသက်မရှင်ရင်ကျွန်တော်တို့3ယောက်လုံးရဲ့အသက်ကိုခမရတို့တတ်ခွင့်ပြုမယ်လို့ဆရာကဂရုယူလိုက်တယ်ဘာလို့လဲဆရာကဖះကိုယုံတာဖះကငါ့ကိုယုံကြည်ရင်အရာခတ်သိမ်းကိုတတ်နိုင်တယ်လို့ပြောတာဒီနေ့ထိလည်းဆရာကယုံကြည်ခြင်းနဲ့သွားတာဟုတ်ကဲ့ဒါကြောင့်ဆရာကိုယ်တိုင်ကရဲရဲတင်းတင်းနဲ့အဲ့ဒီနေရာမှာဘာအာမခံတယ်လဲသမီးလေးမနဲ့ပြန်9နာရီထိုးလို့မရှင်ဘူးဆိုရင်ကျွန်တော်တို့3ယောက်လုံးရဲ့အသက်ကိုတတ်အသက်ရှင်ခဲ့ရင်တော့ခင်ဗျားတို့ဒီဖះကိုစဉ်းစားရလေ့လာရမယ်ပြောတဲ့အခါမှာဆရာတငယ်ချင်း2ယောက်ကဘာပြောလဲအခုရှိသေးတယ်နော်ဟုတ်ကဲ့ဆရာတငယ်ချင်း2ယောက်ကပါဆရာဆိုအလောက်ကြီးအာမခံမရင်းနဲ့တော့ကြရင်ပြဿနာတက်ရဲတယ်လို့ဖះကောင်းတာကြီးအဲ့တော့ဆရာတို့ယုံကြည်ခြင်းနဲ့ပဲဆူတောင်းတယ်ဆူတောင်းတဲ့အချိန်ကြမှာည12နာရီကျော်တဲ့အချိန်မှာဒီသမီးလေးရဲ့ခန္ဓာကိုယ်ကအကုန်လုံးရေခဲတုံးလို့ဖြစ်တယ်အသက်လုံးဝမရှိတော့ဖြစ်တယ်အဲ့မှာဆရာတငယ်ချင်း2ယောက်ကဘာပြောလဲဆရာဆိုပစ္စည်းတွေအိတ်တွေထားခဲ့တယ်လူရဲ့အလွတ်ယုံအောင်ပြေးရအောင်သူတို့ပြောတယ်ဒါပေမဲ့ပြေးရင်ပိုဆိုးမှာဒါကြောင့်မို့ဖះကအရာခတ်သိမ်းကိုတတ်နိုင်တယ်အချိန်မကြသေးလို့ဖြစ်တယ်မင်းတို့တေမာတကယ်ကြောက်တယ်လားကြောက်တေမာကြောက်ရင်မျက်ရည်ပေါက်ကြီးငယ်ကြောက်အောင်ဆူတောင်းအဲ့ဒါဆိုရင်မင်းမသိဘူးနှမို့ဆိုရင်တေလိုက်တယ်ဆရာကနှုတ်ဘက်ကပဲချင်းပြန်အားပေးရတယ်အဲ့ဒီအခါမှာဆရာတို့ရဲ့ယုံကြည်ခြင်းကအဲ့နေရာမှာပဲဖះလက်ထဲအားလိုက်တယ်ဆရာကတကယ်ကိုဖះရဲ့နှုတ်ထွက်ဂရီတော်ကိုခံယူထားတာကတစ်ပေအခန်းကြီး9အငယ်9မှာဘာကိုခံယူထားလဲတင်တို့၌စိုးရင်ခြင်းအမှုရှိသမျှအလုံးစုံတို့အားကိုရော့ထံသို့အနှံကြလို့ပြောတယ်ဟုတ်ကဲ့ဆရာတို့ဘာမှမစိုးရင်ဘူးဖះဆရာတို့ကဂဏိအတွက်လူမနေ့ပြန်အတွက်ကဖះလုံနေတာဆရာတို့ဘာမှစိုးရင်ကြမရှိဘူးဆိုတဲ့အခါမှာစုတောင်းရင်နဲ့အဲ့တော့ဆရာတငယ်ချင်းတွေအဲ့ဒီတော့မျက်ရည်ပုတ်ကြီးငယ်မကြောက်အောင်မစုမတောင်းဘူးဆိုရင်တော့မင်းတို့သိမှာပဲလို့ပြောတဲ့အခါမှာဆရာတငယ်ချင်း2ယောက်တအားငိုကြွေးရတယ်နော်ငိုကြွေးတယ်သူတို့ကိုမြင်ရတဲ့အခါမှာဆရာမျက်လုံးဖွင့်ကြည့်မိတယ်ဖွင့်ကြည့်တော့နာရီနဲ့မျက်ရည်နဲ့တော့ရောနေအဲ့ဒီခါကျတော့မှတကယ်စုတောင်းတဲ့အတိုင်းပဲသမီးလေးကမနေ့3နာရီခွဲကြော်လောက်ကိုခန္ဓာတွေတအားကိုနှွေးလာပြီးတဲ့အခါမှာနဲ့9နာရီထိုးကနေတဲ့အခါမှာသမီးလေးကငုတ်တုတ်ထထိုင်ငုတ်တုတ်ထထိုင်တဲ့အခါကျတော့အခု तू ကဘာပြောအခုနဦးလေးဘယ်ရောက်သွားလဲလို့ तू မေးတယ်ဘသူ့ကိုမြင်လိုက်တယ်ရှာအရန်သိချင်တယ်အခုနဦးလေးတွေဒီမှာရှိနေတယ်ဒီ3ယောက်ရှိနေတယ်မင်းဘသူ့ကိုတွေးလိုက်တယ်လေရှာမေးတဲ့အခါကျတော့ तू ကဖိုးသူတော်လည်းမဟုတ်ဘူးတဲ့ကရုံးနဲ့မဟုတ်ဘူးတဲ့သပင်အရှင်နဲ့မုံစိတ်မွေးတွေလည်းပါတယ် तू ကအဝိတ်ကလည်းအဖြူကြီးဝတ်ထားတာအဲ့ဒါကိုဆရာကခရစ်တော်ဆိုတာကောင်းကောင်းသိလိုက်ပြီနော်အဲ့ဒီမှာဆရာအရန်သိလိုက်တဲ့အခါကျတော့မှဆရာကိုယ်တိုင်ကသူထပြီးတော့ငုတ်တုတ်ထိုင်ရောအဲ့မှာဆရာကရင်းနဲ့အရန်ပျော်ပြီးတော့ငိုပလိုက်တဲ့အခါကျတော့အဲ့ဒီမတာဇရက်ပေါ်မှာပဲဆရာတို့ရွာထဲမဝင်ရဘူးနော်တင်းချိုင်ကုန်းကဇရက်ပေါ်မှာနေရတာအဲ့ဒီခါမှာဆရာမျက်ရည်ပေါက်ကြီးငယ်ကြပြီးငိုပြီးတော့ဖះစီမှာဆုတောင်းတဲ့အခါမှာဖះကအဲ့မှာဖြေပေးတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဂျန်နဲ့တတ်မယ်ဆိုတဲ့လူတွေကအကုန်လုံးလာတဲ့အခါကျတော့သူညမကိုဆိုခေါ်လို့မရသေးဘူးလို့အကုန်လုံးအနားကိုတယောက်မှမကပ်ပါနဲ့ဒါဆရာတို့ပြေးလို့မလုပ်ဘူးနော်ဘေးနားမှာဆရာတို့ဇရက်ကိုဝိုင်းထားတာဟုတ်ကဲ့မနေ့ကနေကဝိုင်းထားတာဟုတ်ကဲ့ပြေးလို့မလုပ်ဘူး
အဲ့တော့ဖះကတကယ်တော့လူအသက်ဝိညာဉ်တစ်ခုကိုစัจ java လာထက်မကတန်ဖိုးထားတယ်လို့ပြောတယ်ဟုတ်တယ်နော်ဒီသမီးလေးတယောက်ရဲ့အသက်ကိုတကယ်သေခွင့်ပေးလိုက်မယ်ဆိုဆရာတို့၃ယောက်အသက်ကိုက तू ပေးရမယ်ဆိုတာ तू သိတယ်အဲ့တော့ဒီသမီးရဲ့အသက်ကိုမပေးတဲ့အတွက်ဆရာတို့၃ယောက်လုံးရဲ့အသက်လည်းရှင်ရတာဖြစ်တယ်ဆိုပြီးတော့ဆရာကအဲ့ဒီမှာတင်ဖះကောင်းမြတ်လွန်းလို့အဲ့ဒီနေရာမှာအဲ့ခါကြတော့မှဆရာတို့ထမင်းငတ်နေတဲ့ရက်တွေအတွက်ကိုရွာထဲမှာခေါ်ပြီးဆရာတို့ကိုထမင်းကျွေးတယ်အခုတော့အဲ့ဒီနေရာကခရစ်တော်ကောင်းမြတ်လွန်းလို့အိမ်ပေါင်း30ကျော်လောက်လက်ခံပြီးတော့အခုသေခြင်းကနေပြန်ရှင်တဲ့နော်တင်ကြီးဆိုတဲ့သမီးလေးကအခုအသင်းတော်မှာဥဆောင်နေစေပဲရှိနေစေပဲဆရာကတော့အခုပြောလို့ပေါ့နော်ဆရာကမြန်မာပြည်မှာပဲသာသနာပြုတဲ့ဆရာဖြစ်တဲ့အတွက်တိတ်ပြီးတော့လဲအဝေးကြီးကိုလက်ညှိုးထိုးပြစရာမရှိဘူးဖះကောင်းမြတ်တဲ့အကြောင်းတော့အနည်းလေးတွေပဲပြောမှာပဲဟုတ်ကဲ့ဆရာကဖះနာမနိုင်တဲ့မမှန်တဲ့မူတာတက်တီကိုလည်းဆရာကိုယ်တိုင်ကမခံချင်ဘူးတက်တီခံနေဆိုတာကမမှန်တဲ့တက်တီကိုခံခဲ့ရင်တက်တီကတရားခံဖြစ်သွားတတ်တယ်ဆရာကိုယ်တိုင်ကအဲ့လိုခံစားတာပေါ့နော်ဒီနေ့အဲ့ဒါကြောင့်မလို့ဖះရှင်ကောင်းမြတ်တဲ့အကြောင်းကိုနေရာအနှံ့မှာအခုဆရာတော်တော်များများကိုလိုက်ပြောတာပဲဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီဆရာပြောတဲ့ပင်လယ်နားကရွာဆိုတာဘယ်နားလောက်ဖြစ်မလဲဆရာအခုကျွန်တော်တို့ဟိုနေ့ပေါ့နော်ဒီပင်လယ်ဝါကနေထွက်သွားတဲ့အခါမှာကျွန်တော်တို့ဟိုရေငန်းပိုင်းဥရှင်ကြီးဆိုတဲ့သမီးလာကျွန်းဘက်ပါရှိတယ်သမီးလာကျွန်းဘက်ပါရှိတယ်အဲ့တော့ဟိုအခုကအဲ့ဒီရွာကလည်းတော်တော်လေးပြောင်းလဲလာပြီတော်တော်လေးလည်းပြောင်းလဲကုန်ကြပြီဒါပေမဲ့လို့ပေါ့နော်အကုန်လုံးကတော့မပြောင်းလဲနိုင်ကြသေးဘူးဘာကြောင့်လဲဆိုတော့မီယိုးဖလာရဲ့ကိုယ်ွယ်ချင်းတွေတော့ရှိနေသေးတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဟိုဆရာခုပြောပြခဲ့တဲ့အရာလေးတွေကဒီကျမတို့အားလုံးရဲ့တက်တာထဲမှာတကယ်ဒီဆောက်ဆရာဖြစ်ပါတယ်ဘုရားသခင်ရဲ့အမှုတော်ထဲမှာစက္ကပ်လာတဲ့အခါမှာလည်းတကယ်ဆရာလိုပဲတော့ရဲရင်ချင်းနဲ့မှုတော်ဆောင်တဲ့အခါမှာဘုရားသခင်ကနမိတ်လက္ခဏာမျိုးစုံနဲ့ကျမတို့ကိုဒီကဲထွက်နိုင်တယ်အောင်မြင်ခြင်းကိုပို့ဆောင်နိုင်တယ်ကျမတို့ဘဝတက်တာကိုလည်းဘုရားသခင်ဘုန်းတော်ထင်ရှားဖို့တာပြီးတုံ့ပြုနိုင်တယ်ဆိုတာကျမတို့တွေ့ရပါတယ်ဒါကြောင့်အခုတော့ဆရာရဲ့ယူပါယုံကဘယ်လိုရှိပါလဲဆရာဆရာရဲ့ယူပါယုံကတော့ခရစ်တော်ကိုယ်တိုင်ကလည်းသွားပါပြောပါတယ်နော်အဲ့တော့မြေကြီးစွန်းတိုင်အောင်သွားပြီးတော့ငါရဲ့ဧဝံဂေလိသတင်းစကားကိုပြောအဲ့တော့ယုံကြည်တဲ့သူအပေါင်းကိုခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်နာမ၌ဗတ္တိဇံကိုပေးလို့ပြောတဲ့အတွက်ဒုတိယမွေးခြင်းမခံတဲ့သူဖြစ်ရင်လည်းပဲကောင်းကင်နိုင်ငံကိုမဝင်ရဘူးလို့ပြောပါတယ်ကျမ်းစာကအဲ့ဒီလိုပြောတဲ့အတွက်တကယ်ဒုတိယမွေးခြင်းဟာစစ်မှန်သောမွေးခြင်းဆိုတာလေဖြစ်စေခြင်းနဲ့အခုဆရာကိုဖះတကယ်သုံးတဲ့အတိုင်းပဲဒီမန္တလေးဘက်မှာဟိုကံကောဘက်မှာနော်တကယ်အဲ့ဒီဘက်မှာဝိညာဉ်စိုးကိုးကွယ်တဲ့နေရာတွေဖြစ်တယ်အဲ့ဒီဝိညာဉ်စိုးကိုးကွယ်တဲ့နေရာတွေမှာခရစ်တော်ကိုလက်ခံလို့ရှိရင်နောက်တစ်ဖန်မတရားဘူးဆိုတာကိုဆရာပြောတဲ့အတွက်အခုအဲ့ဒီနေရာမှာစစ်မှန်သောပြောင်းလဲခြင်းနဲ့ပြောင်းလဲပြီးတော့အခုရက်တည်နေကြတာတော်တော်များများရှိနေကြပြီပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့လက်ရှိလဲဆရာဒီရွာဒီမြန်မာနိုင်ငံထဲမှာရှိတဲ့နေရာတီလှည့်လည်ပြီးမှစက္ကပ်မှုတော်ဆောင်နေတာပေါ့နော်ဟုတ်ပါတယ်အရင်တော့ကတော့ကျွန်တော်ဒီလိုပေါ့အဖွဲ့အစည်းနဲ့ပူးပေါင်းပြီးအဖွဲ့အစည်းနဲ့အောက်မှာပေါ့တင်းအုပ်ဆရာဘွားနဲ့ပေါ့နော်အဲ့တော့3နှစ်လောက်တာဝန်ယူဘူးတယ်သို့တော်လည်းပဲဖျားပြီးတဲ့စုကျေးဇူးကကျွန်တော်ကတင်းအုပ်ဆရာမဟုတ်ဘူးဧဝံဂေလိဖြစ်နေတဲ့အတွက်ဒီနေ့အဲ့ဒီအသင်းတော်ကိုသူတို့ပြန်အပ်လိုက်ပြီးတော့မှဒီနေ့လူမျိုးတကာကိုတည်စီဖို့ရအတွက်နေရာအသီးသီးမှာဧဝံဂေလိပဲလေဟောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဟိုဆရာကိုအကယ်၍ဒီအမေရိကလိုမျိုးသို့မဟုတ်တချို့နိုင်ငံတွေပေါ့နော်ဒီနိုင်ငံခြားတိုင်းပြည်တွေကနေမိတ်ဆွေတွေကဖိတ်ခေါ်မယ်ဆိုလို့ရှိရင်ကောဆရာအနေနဲ့သွားဖို့ဆန္ဒရှိလားဘယ်လိုပြောမလဲဆိုတော့ပေါ့နော်ဖခင်ရဲ့အကြံအစီတော်ဖခင်ရဲ့အလိုတော်ဖြစ်ခဲ့ရင်တော့ငရဲပြည်ကိုသွားပြီးတော့ဟောအောင်မယ်ဆိုရင်လည်းဆရာကသွားမှာပဲသို့တော်လည်းပဲဆရာရဲ့လူအပိုင်းအားနည်းချက်ကဆရာကိုယ်တိုင်ကလူအတတ်တင်ညာဘာမှမတတ်ခဲ့တဲ့လူဖြစ်တယ်ဒီနေ့ဖျားပေးတဲ့အတတ်ပညာနဲ့ပဲဧဝံဂေလိဟောရတာဖြစ်တယ်တို့နိုင်ငံခြားသွားဖို့လာလို့ဆိုတာသွားခေါ်ဖိတ်မယ်ဆိုရင်တော့ဆရာကိုယ်တိုင်ကသွားဖို့တော့အစီအစဉ်ရှိတယ်သို့တော်လည်းပဲဆရာဘက်ကအားနည်းချက်ကအဲ့ဒီတခြားနိုင်ငံသားတွေရဲ့စကားအသုံးအနှုန်းတွေတော့ဆရာဘာမှသုံးတတ်မှာမဟုတ်ဘူးဟုတ်ကဲ့ပါဒါဆိုရင်တော့အကယ်၍ခေါ်ဖိတ်ခဲ့မယ်ဆိုရင်တော့ဆရာလည်းဒီကျေးဇူးတော်ချီးမွမ်းနေသွားဖို့ပဲဖြစ်တာပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့အကယ်၍ဆရာကိုဆက်သွယ်မယ်ဆိုလို့ရှိရင်ဆရာရဲ့လိပ်စာနဲ့ဖုန်းနံပါတ်လေးပြောပြပြီးလို့ရမလားဆရာကျွန်တော်လိပ်စာကတော့เนาะကျွန်တော်ရန်ကုန်မှာနေပါတယ်
ကျွန်တော်အခုလက်ရှိရန်ကုန်ပရမမျိုးတစ်မှာနေပါတယ်ကျွန်တော်ရဲ့အိမ်အမှတ်ကအမှတ်၈မြအေးချမ်းလန်းပရမမျိုးတစ်ဟုတ်ကဲ့မင်္ဂလာတုံမြို့နယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ရဲ့နေရာလိပ်စာပါကျွန်တော်မှာအခုသမီးတယောက်ရှိတယ်သားတယောက်ရှိတယ်အခုနတက်တီခံတဲ့အထက်မှာပေါ့နော်ပို့ပြီးတော့လဲတက်တီကြဲကြဲပြတ်ပြတ်မခံနိုင်ဘူးအဲ့တော့ပထမဘုရားသခင်ကကျွန်တော်ကိုပြောင်းလဲဖို့ရအတွက်ချင်းမနဲ့ဘုရားသခင်ကတွေ့ဆုံပေးခဲ့တော်လဲပဲနောက်ဆုံးမှာတော့ဘုရားသခင်ကယုံကြည်သူဖြစ်တဲ့ကရင်အမျိုးသမီးနဲ့ပဲကျွန်တော်ကိုအခုပြန်ပြီးတော့ဘုရားသခင်ကဆုံဖက်စေတယ်နော်တကယ်အခုလည်းပဲရန်ကုန်မှာရှိနေတယ်ကျွန်တော်တို့မိသားစုကျွန်တော်အမျိုးသမီးကကရင်လူမျိုးဖြစ်ပါတယ်သမီးတယောက်ရှိတယ်သားတယောက်ရှိတယ်အခုနလိပ်စာအတိုင်းပဲကျွန်တော်လိပ်စာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့ရှေ့က39 432 959 389 39 432 959 389ဆိုရင်ကျွန်တော်နဲ့ဆက်သွယ်လို့ရမှာပါလို့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီမိတ်ဆွေများလဲဆရာဆိုးဝင်နှခဲ့တဲ့ဒီမှုတော်ဆောင်ခြင်းသူရဲ့တက်တာပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့တွေ့ကြုံခံစားခဲ့ရတဲ့အရာတွေဘုရားသခင်သူ့ဘဝတက်တာထဲမှာပြင်ဆင်ခဲ့ရတဲ့အရာတွေအားလုံးကြည့်ရှုပြီးတဲ့အခါမှာခွန်အားရတယ်လို့ယုံကြည်မျှော်လင့်ပါတယ်အဲ့တော့ဆရာအနေနဲ့ဒီကျွန်တော်တို့ကဘာအရရက်မှာရှိနေတဲ့မိတ်ဆွေများကိုလည်းဒီဆရာပြောချင်တဲ့အရာလေးတွေပေါ့နော်အဲ့ဒါပြောရင်းနဲ့အကယ်၍ခေါ်ပိတ်လက်ခံဆူတောင်းချင်တဲ့ပုံကိုယ်တွေရှိခဲ့မယ်ဆိုရင်ဆူတောင်းနိုင်ဖို့ဆရာတစ်ချက်လောက်အနေငယ်ဝေငှပေးပါအောင်ဆရာဒါကြောင့်ကျွန်တော်တို့ကဘာအရရက်အသီးသီးမှာရှိနေတဲ့လူမျိုးတကာကိုကျွန်တော်နည်းငယ်အားပေးချင်တာပါအားပေးချင်တာပါယေရှုခရစ်တော်ကိုယ်တိုင်ကလူမျိုးစုရဲ့ဖခင်မဟုတ်ပါဘူးလူမျိုးတကာရဲ့ဖခင်လို့ပြောပါတယ်ဒါကြောင့်လူမျိုးတကာရဲ့ဖခင်ဖြစ်သောကြောင့်ဒီနေ့ဖခင်ကလူမျိုးတကာနဲ့သက်ဆိုင်ပါတယ်လို့ပြောထားတော့လည်းပဲလူမျိုးတကာကငါနဲ့မဆိုင်ဘူးနဲ့ညင်းနေတာဟာကျွန်တော်တို့လူသားတိုင်းလူမျိုးတိုင်းရဲ့အပေါ်မှာအမင်္ဂလာတက်ရောက်စေပါတယ်ဒါကြောင့်ယေရှုကညီးဆန်းခံတဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်ယေရမိအခန်းကြီး33အငယ်3မှာလည်းသူပြောတယ်ငါ့ကိုခေါ်ပါငါထူးမယ်သင်တို့မသိသောအရာနဲ့နဲသောအရာတို့ကိုလည်းငါဖော်ပြမယ်အဲ့တော့ပြောချင်တဲ့အရာငါ့ကိုခေါ်ပါထူးမယ်ဆိုတာအသက်ရှင်လေးရဲ့ရှိလို့သာလေထူးနိုင်တာဖြစ်တယ်ဒီနေ့မရှိတဲ့လူကဘယ်တော့မှမထူးနိုင်တော့တည်သွားတဲ့သူမှရင်ဘယ်လိုမှကိုမထူးနိုင်တော့ဒါကြောင့်ယေရှုခရစ်တော်ဟာအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖခင်ဖြစ်တယ်လူမျိုးတကာရဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကသက်သေခံပြီးတဲ့အခါမှာကျွန်တော်တို့ယေရှုဖခင်ကငါနာမ၌တောင်းကျင်သမျှကိုတောင်းသမျှကိုငါပေးမယ်လို့ပြောတဲ့အတွက်ညီကိုမောင်နှမအားလုံးတွေကခရစ်တော်ကိုလက်ခံပြီးသည်ဖြစ်စေလက်ခံဖို့ရန်အတွက်ပြင်ဆင်နေကြသည်ဖြစ်စေလက်မခံသေးတဲ့အချိန်ကာလပင်ဖြစ်စေခရစ်တော်ကိုနည်းနည်းမြည်ဆန်းကြည့်ပါလို့ဆရာကအားပေးခြင်းခရစ်တော်ကိုမြည်ဆန်းကြည့်ပါအဲ့တော့ခရစ်တော်ကငါ့ကိုခေါ်ရင်ငါထူးမယ်လို့ပြောတယ်ဒါကြောင့်ဘယ်ဘာသာဘယ်ဖျားမှဘယ်လူမျိုးမှမပေးနိုင်တဲ့အရာပေါ့မဿဲ7:28မှာဘာပြောလဲဝန်လေး၍ပင်ပန်းသောသူအပေါင်းငါထံသို့လာကြလောငါသည်ချမ်းသာခြင်းကိုပေးမယ်တခြားလူသားတွေရဲ့အသက်တာကတော့မကြည့်နဲ့နော်လူသားတွေရဲ့အသက်တာမှာတော့ဘာပြောလဲလူသားလာပါပြဿနာခေါ်မလာနဲ့လို့ပြောတာဒါပေမဲ့ဖခင်ကတော့ဝန်လေး၍ပင်ပန်းသောသူအပေါင်းငါထံသို့လာကြပါငါသည်ချမ်းသာခြင်းကိုပေးမယ်လို့ဂရုတော်ရှိတဲ့အတွက်ဒီဖခင်ဟာတကယ်စစ်မှန်သောဖခင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ကာလ၃ခုကိုပိုင်တဲ့ဖခင်မနေ့ယနေ့နောင်ကာလကိုမပြောင်းလဲတဲ့ဖခင်ဆိုတာကိုဆရာကဒီနေရာမှာပဲလူမျိုးတကာရဲ့ရှေ့မှာတက်တည်ခံတယ်ဒါကြောင့်မို့အခုလည်းပဲနော်ဆရာရဲ့သမီးကိုယ်တိုင်ကဒီကင်ဆာယောဂါနဲ့သွေးကင်ဆာယောဂါနဲ့ခေါ်တော်မူခြင်းခံရတော့မဲ့အချိန်နီးအနှဲငယ်ရက်ပိုင်းလေးမှာပဲဖခင်ကတောင်းသမျှကိုပေးမယ်ဆိုတဲ့အတိုင်းပဲဆရာတို့ဇနီးမောင်နှံရဲ့အစာရှောင်ဆုတောင်းခြင်းဘေးကလှုပ်ဖို့ကင်ဘက်တည်းရဲ့ဝိုင်းဝန်းပြီးကူညီဆုတောင်းခြင်းကြောင့်သမီးလေးကဒီနေ့အသက်ရှင်လျက်နဲ့ပဲအခုဆက်ရုံမှာအလုပ်ဆင်းနေတယ်ဒါကြောင့်မို့ဖခင်ကောင်းမြတ်တယ်ကျွန်တော်အပေါ်မှာကောင်းမြတ်နေရင်တကဘာလုံးမှာရှိနေတဲ့လူသားတွေအားလုံးရဲ့အပေါ်မှာကောင်းမြတ်နေမဲ့ဖခင်ဖြစ်ပါတယ်ဆိုတာကိုဒီနေရာမှာအားပေးချင်တာဖြစ်တယ်ပေါ့နော်မိတ်ဆွေများအားလုံးအခုဒီအစီအစဉ်လေးကိုကြည့်ရှုပြီးတဲ့အခါမှာခွန်အားရမယ်လို့ယုံကြည်မျှော်လင့်ပါတယ်အခုဆရာစုကတော့စောစောကသူပြောသွားတဲ့လိပ်စာအတိုင်းပေါ့နော်ဒီပလဲပထမမျိုးတစ်မှာနေထိုင်ရရှိပါတယ်ဒီအမှုတော်
ထဲမှာလည်းအမှုတော်မြတ်ထဲမှာလည်းဆက်လက်ပြီးမှဒီဘုရားသခင်ရဲ့ပို့ဆောင်မှုလမ်းပြောင်းမှုကိုခံယူရင်းနဲ့စက္ကန့်လှုပ်ဆောင်တဲ့ရှိနေပါတယ်။နောက်သူ့ကိုဆက်သွယ်ရမယ့်လိပ်စာလည်းစောစောကပြောသလိုပေါ့နော်ပထမမျိုးသစ်မှာအိမ်ရှိတယ်။နောက်ဖုန်းနံပါတ်လည်း39 432 559 389ဟုတ်ကဲ့394329553989ကိုဆက်သွယ်ပြီးမှဆရာဆိုးနဲ့လည်းတိုက်ရိုက်စကားပြောဆိုနိုင်ပါတယ်လို့တင်ကောင်းပါချင်ပါတယ်။ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ God bless you